ဘာရောက်ရမှာလဲလို့ဘာလုပ်ရမှာလဲလို့မင်းနေရရှစ်တဲ့ customer လေးတွေအတွက်ညီမကပြန်ဖြေပေးလိုက်ပါရရှင်အခုပြောနေရနော်အဲ့ခေါ်စာလေးရတော့ညီမတို့ဒီလေဝေးရုံပေါ့ညီမတို့ရဲ့ကိုပိုင်ရုံပေါ့လေဝေးရုံမှာလို့ဖြစ်တဲ့ customer service အတွက်ဝန်ထမ်းညီမလေးတွေခေါ်နေရဖြစ်ပါတယ်ဘယ်လိုပိုင်းလေးလုပ်ရမှာလဲဆိုတော့အဓိက marketing ပေါ့ customer marketing ဆိုတာညီမတို့တခြား marketing တွေစာရင်အပြင်ထပ်ပြီးလိုက်ပြီးရောင်းရမှာတော့မဟုတ်ဘူးညီမတို့ကလည်း customer service ဆိုတော့ဒီ tele marketing သဘောလေးပါရှင်ညီမတို့စီမှာအလုပ်ရှောက်မဲ့ဝန်ထမ်းလေးတွေကိုညီမတို့လောက်ကြောင်းလေးရှင်းပြရတာရှိတယ်လောက်ခေါ်စာတော့အခုလိုဗီဒီယိုလေးရရတာရှိတယ်လောက်ခေါ်စာပို့လေးတင်ရတာလေးရှိပါတယ်ရှင်ပညာရေးရှင်းနေတဲ့မိထားလေးပဲရှိရပေါ့နော်ပညာရေးရှင်းနေရတော့အနည်းဆုံးအထက်တန်းဆိုရင်ရပါပြီရှင်ပညာရေးအထက်တန်းဆိုရပါပြီအသက်လေးရတော့28နှစ်အောက်ဆိုရင်ရပါပြီရှင်ဟိုညီမတို့ခေါ်ရပန်းလာတာပိုင်းမှာပေါ့နော်ခေါ်ရပန်း2မျိုးလေးခွဲထားတာရှိတယ်အလုတ်တင်ရဲ့ကျွမ်းကျင်ရဲ့ဆိုပြီးခေါ်ထားပါတယ်ရှင်အလုတ်တင်ရတော့စီကံလာစာရမှန်ကြီးပါဆန့်နေစီရစားစီရအကုန်စီစဉ်ပေးရရှင်အားကြတော့လာစာကအနည်းဆုံးပေါ့နော်2သိန်းဝန်းကျင်ကနေပြီးတော့2သိန်းခွဲဝန်းကျင်လေးတော့ပြပါတယ်ရှင်ဒီကျွမ်းကျင်ဝန်ထမ်းလေးကကြတော့လာစာက3သိန်းခွဲကနေပြီးတော့4သိန်းခွဲဝန်းကျင်ထိပြပါတယ်ရှင်သူကကြတော့ညီမတို့ကုမ္ပဏီဘက်ကနေပြီးတော့ချမှတ်ထား target လေးရှိပါတယ် target လေးပြအောင်လုပ်ပြရပါတယ်ရှင်စမ်းနိုင်ပေါ်မူတည်ပြီးတော့လည်းလာစာလေးရတိုးပြပါတယ်ရှင်အလုပ်ချိန်လေးရတော့မနက်ဆိုရင်7နာရီညနေဆိုရင်9နာရီပါရှင်တနင်္ဂနွေတရက်တိုင်းပုံမှန်လေးပိတ်ပါတယ်ဟိုနောက်ထပ်မေးခွန်းလေးတစ်ခုရှိတာပေါ့နော်ဟိုပိတ်တဲ့အမညနေဘက်တွေပါအပြင်တက်လို့ရလားဆိုတော့ညနေဘက်တွေကတော့လုံးဝပြင်သွားလို့မရပါဘူးရှင်ဒီအပြင်ထွက်ပြီးတော့မုံစားစရာဝယ်ရလိုအပ်တာလေးဝယ်ရအဲ့လောက်တော့လုပ်လို့ရတယ်အင်းနာပေါင်းလို့ပေါ့ဘာလို့တင်တာတို့ကြတော့ထားတဲ့နေရာမင်းကလေးတွေတည်တံ့ထားတာအဲ့တော့အပြင်သွားပြီးရှောက်ပတ်သွားတာမျိုးတွေကျွန်တော်ဘက်ကလက်ခံပြီးလို့ကြတော့အဆင်မပြေဘူးလေကျွန်တော်တို့မှာပိတ်ရက်တနင်္ဂနွေတရက်ပိတ်ရက်ပေးတယ်တနင်္ဂနွေတရက်ပိတ်ရက်ရှိမှာတော့ဟိုသွားစင်တယ်ကိုအမျိုးအိမ်သွားချင်တာပဲဖြစ်တခြားနေရာတွေသွားလို့ရတယ်ဒါပေမဲ့ကျွန်တော်ညအိတ်လို့မရဘူးညအိတ်ချိန်ရကျွန်တော်တို့အဆောင်ကိုပြန်လာခဲ့ပြန်လာပြီးအဲ့လိုဒီလိုလုပ်လို့ရပါတယ်ရှင်ဒီအလုပ်နဲ့ပတ်သက်ပြီးမင်းရဲ့လူလေးများလို့ပေါ့နော်တင်ပြပြရတာ